ကဲရွှေကြက်လာပြီနော်ဒီတစ်ခါမှာတော့ revive လုပ်ထားတဲ့ရွှေကြက်ကိုကင်တက်မှာဖြစ်ပါတယ်အန်နီဘက်မှာလည်းတကောင်ပါလာတဲ့ရှင်ဒါမှမတူသူကရွှေကြက်သူကကြီးကံနင်တို့ကမကြောက်မလန့်ဒီဘက်မှာရွှေကြက်ပါနေအောင်လာပြီးပဲတက်ဆိုင်ကြည့်နေကြတက် channel ကိုအကုန်လုံးစောင့်ဆွဲထားလိုက်လို့အကုန်လုံးတော့ကေကုန်မနော်ဟဲ့တော့အောင်ဆွဲလာပြီလေအဲ့ဒီမဲ့ဖွင့်လေဟဲ့ smoother ကျွေးလိုက်တော့လေ hot ဒီမစမတ်တမျိုးလွတ်မပေးနဲ့သူတို့အကုန်လုံးလွတ်မပေးနဲ့ပြပြတုံနေဟာအကုန်လုံးတော့ကေအောင်အသက်ထွန်းလောက်မလေးအရင်တော့ရွှေကြက်မဟုတ်တော့ဘူး rebrand ပြုလုပ်လိုက်ပြီးလေပေါ်ပြန်လို့ရနေပြီ scale ကတော့ပုံမှန်မှာ scale အဲ့လိုမျိုးမျောကင်းကိုတက်ပြီးကြားဖို့နဲ့လိုက်ရပြီးခွတ်တာကလီမာတော့မကြောက်မလန့်ခြုံပုံလေးတော့တက်တက်ကလေးခိုးဝင်လာကြာအဲ့ဒီမဲ့အရင်တော့တကောင်နဲ့ဂုတ်ကနေစောင့်ဆွဲလာမဟုတ်ဘူးနင်တို့တမျိုးတစ်ဆွေလုံးတက် channel ဆွဲသွင်းလို့ရနေပြီဆိုတာနင်တို့မသိကြဘူးအဲ့လိုမျိုးရွှေကြက်အဲ့ဒီမဲ့ကိုတမျိုးတစ်ဆွေလုံးစောင့်ဆွဲလို့ရအောင်လုပ်ထားတဲ့အတွက်ကြောင့်မလို့ ACR တို့ကနဗီယာတို့ ODAT တို့လိုမျိုးကွန်ဘိုမီမဲ့ hero တွေနဲ့စော့ကြရွှေကြက်နဲ့လီဝပြန်လေးရတိုင်းဆိုဇွတ်တွေဝင်ခွတ်မနေနဲ့အောင်နော်အချိန်လုံးပြီး enemy tower ထဲဝင်သွားအောင်ငါဆွဲနေဟိုကကြီးကန်ပြန်ဆွဲသွားတာတော့အရန်ကောင်းတော့ပါအေးလေပေါ်ပြက်ပြီးကြပုတ်ကြီးနဲ့လိုက်ရဖိုကလေးပေါ်ကနေမှမတော့ဘူး enemy ဘက်ကဘသူလိုက်တက်ထွက်ပြေးတဲ့မာရသွန်ပြေးသမားတို့အတွက်လည်းကဘာပြေပဲဒီထွက်ပြီးပြန်တန်းလို့ရပြီနော်တချို့သူတွေကကြာကြီးနဲ့ကဘာပြေမဲ့ထွက်ပြီး recall ခေါ်လို့ရလို့ပြောနေကြတယ်တို့ကတော့ခေါ်ကြည့်ရပါတော့ဒါပေမဲ့တို့ကကြောင့်မရဘာလို့တော့မသိအဲ့ရောက်ခဏဒီမှာပြန်ပြုတ်ကျသွားပြီးရင်ငါကလေးတကောင်လောက်စလုံးနဲ့ပြက်ခံလိုက်ရသလိုပဲအဆုံးသမားတော့ပြပြလေးများဖွဲ့ရနန်းရှိသွားပါတယ်ဒီနေ့တော့ကြပါအမပိုင်း